နော်ကလေးလေးတွေသူ့အရွယ်နဲ့သူမွေးလာပြီး၄လနေရင်ဘာလုပ်တာမောက်တမယ်၄မောက်6ထိုင်အခါလေလမ်းသွားငါလူပြိုကြီးတောင်သိသေးတယ်ဟမ်၄လမောက်တအောင်သင်ပေးရမှာမမောက်တအဲ့ကောင်ငတိုးဟမ်6လ၄မောက်6လထိုင်နိုင်ရမယ်အခါလေလမ်းသွားမယ်စကားစပြောမှာမပြောဘာရိုက်အဲ့ကောင်ဒါမှသူ့ဘဝရက်တည်လို့ရမှာဟုတ်နားလေလားအဲ့ဒီတိုင်းသင်လာခဲ့ရရင်သူ့အရွယ်နဲ့သူထမင်းစားတတ်အောင်မသင်ရဘူးလားအေးစားတတ်အောင်ဝါပြီးခွန်းတယ်နောက်သူ့လက်နဲ့သူစားတတ်အောင်သင်ပေးရတယ်အဲ့ဒီတိုင်းပဲကြောင်းထားလိုက်တယ်ဆိုတာလည်းဒါပဲသူ့ခြေတော့ပေါ်သူရက်တည်နိုင်မို့သင်ရတာအဲ့ဒါခမရတို့ကစာသင်ရခြင်းရည်ရွယ်ချက်ကြောင်းထားခြင်းရည်ရွယ်ချက်မသိတော့ဒီကလေးကိုသွားပို့သွားကြိုမူလာထမ်းကလေးလှုပ်လိုက်တာတက်ကတော်အထိမပြီးဘူးအလကားပညာရေးနဲ့အလကားမိဘအရွယ်ရောက်တဲ့ဒီသူ့ခြေထောက်တော်သူရန်တည်နိုင်အောင်မလုပ်ထားတဲ့အတွက်ဒီမိဘဒီသားသမီးကိုအညွန့်ချိုးပလိုက်တာနဲ့တူတူပဲသူ့ဘဝသူတင်းချောင်းနိုင်ရမယ်အဲ့တော့စားကလေးကမိဘများထိန်ချောင်းမှုဆရာသမားများသင်ကြားမှုမမှန်တော့အရွယ်ရောက်တဲ့ကလေးတွေထိန်မရသိမ့်မရဥစဉ်ပြောမကောင်းဆိုမကောင်းပညာတက်အောင်သင်မပေးလိုက်လို့ဟေ့နင်တို့လိုက်ကြည့်နေရမှာမဟုတ်ဘူးအချိန်ပြည့်သူတို့16 18သူတို့ကိုသူတို့ထိန်နိုင်ရမယ်သူတို့ဘဝသူတို့လမ်းကြောင်းအောင်မယ်ဘယ်ဟာအမှားဘယ်ဟာအမှန်သူတို့သိရမယ်သိအောင်သင်ပေးမှပညာနားလည်ပလားသဘောပေါက်ပြီလားဦးဇင်းကတော့နည်းနည်းပြောတာမှန်ပါတယ်နော်မှန်မပါလို့လည်းမရဘူးနင်တို့စက်တွေနဲ့ငါမအော်လို့မရဘူးနော်အဲ့တော့အားလုံးခုဦးဇင်းပြောတာသဘောပေါက်လားအေးပညာနော်ပညာဆိုတာကိုယ့်ဘဝကိုတည်ဆောက်ဖို့နှစ်လောကကိုအကျိုးပြုဖို့လောကမှာပညာဓာတ်တွေများလာရင်အဲ့ဒီလောကပတ်ဝန်းကျင်ဟာတိုးတက်လာရမယ်ထွန်းကားလာရမယ်ငြိမ်းချမ်းလာရမယ်သာယာလာရမယ်ပြည့်စုံလာရမယ်ခုနင်တို့လွတ်လပ်ရေးရတဲ့နှစ်ပေါင်း80ရှိပြီခုချိန်ဒီလမ်းတောင်မဖြောင်းသေးဘူးရေမိမစုံသေးဘူးနှစ်80ရှိပြီပညာမဲ့တိုင်းပြီဆိုတော့ဘယ်ရွာမှရေမိဘယ်မြို့မှရေမိမစုံသေးဘူးခုနင်တို့ကလိန်အောင်တမျိုးနယ်လုံးရေပေးဝေရေးစနစ်ရှိဗလားရှိပါဘူးကိုယ့်အိမ်ကိုတူကိုယ့်အကိုအဆင်ပြေသလိုလုပ်ငတ်တဲ့ကောင်ကိုယ့်အကူငတ်မြို့နယ်အလိုက်နိုင်ငံတိုင်းမှာခုဦးဇင်းတို့အမေရိကန်ရောက်တယ်ဩစတြေးလျရောက်တယ်ဘယ်နိုင်ဘယ်အိမ်မှကိုယ့်အိမ်ကိုရေတွင်းမတူအောင်မြေအောက်ရေကိုအလွတ်မဲ့သုံးဆွဲပိုင်ခွင့်မရှိဘူးမြို့နယ်လုံးသုံးဆွဲတဲ့ရေရွာလုံးသုံးဆွဲတဲ့ရေသူ့စနစ်နဲ့သူလာတယ်ဘယ်ပုံပိုင်ဖွင့်တောက်လိုက်ရေ pH 7ရေတံဘူးဝယ်တောက်เสียမလို့ခုနင်တို့ရေတံဘူးဝယ်မတောက်ရင်ဒုက္ခရောက်တော့မယ်နှစ်80ရှိပြီခုချိန်ထိမြို့တစ်မြို့ကိုမြို့နဲ့တူအောင်မတည်ဆောက်နိုင်သေးဘူးဒါပေမဲ့ဟိုတရဝါတွေကတော့ရေးသွားတာပဲစံပြမြို့စံပြရွာဘာစံပြတော့ငါမသိဟမ်မြို့တစ်မြို့ရဲ့လိုအပ်ချက်ဘာမှမပြည့်စုံသေးဘူးဘာဖြစ်လို့ပညာမဲ့နေလို့ဘယ်လိုတည်ဆောက်ရမှာလဲလမ်းကိုဘယ်လိုလမ်းစနစ်နဲ့ညီအောင်ဘယ်လိုတည်ဆောက်မလဲလမ်းတောင်ညီအောင်မခင်းတတ်သေးတဲ့လူမျိုးရှက်เสียအကောင်းဆုံးပဲတက်ကလေး2020ရောက်နေပြီဒီနေ့ဒီလမ်းကိုညီညာပြန်ပြအောင်မခင်းတတ်သေးဘူးဘောပါလားကြည်ရောကျင်တတ်သလားဆောက်လို့ရေးဝန်ကြီးဌာနအရင်ဆုံးဖြတ်လိုက်လုပ်ငန်းစစ်ဆေးရေးအဖွဲ့ခဏဖြုတ်စည်ရင်စစ်အကုန်ဖြုတ်ပြီးတော့တစ်ကပြန်စမှရမှာဒီကောင်တွေနဲ့ဘလုံးမှဖြစ်နိုင်တော့ဟမ်ငါသိသလောက်ပြောရင်ငါလည်းထောင်ထဲထွက်ရမှာမဟုတ်ဘာဖြစ်လို့ပညာနည်းနေလို့တကိုယ်စီလည်းမတိဆောက်နိုင်ဘူးတရက်ကွက်ကိုလည်းစနစ်တကျမတိဆောက်နိုင်ဘူးရက်ကွက်အုပ်ချုပ်ရေးမှုသာလုပ်နေတာ तू အုပ်ချုပ်ရမယ်တာဝန် तू ရက်ရွာပေါ်မှာ तू ဘာတာဝန်ရှိ तू မသိဘူးအဲစင်းတောင်းစားပြီးတော့ white ဖို့လှီးဖို့ခိမ့်ဖို့ဟောက်ဖို့ချိန်ဖို့ခြောက်ဖို့ဒါပဲတတ်ဆိုင်ရင်ကောင်းပညာတတ်အုပ်ချုပ်ရေးမှုပညာတတ်သူ့နေရာနဲ့ तू သူ့ပညာနဲ့ तू အုပ်ချုပ်မှငြိမ်းချမ်းမယ်တာယာမယ်ရှင်းလား
ကဲဥစဉ်ပြောတာအားလုံးနားလည်ပြီလားငါလည်းဥပမာဘေးကောင်းလုံးလို့ငါ့ကိုနိုင်ငံကခွင့်ပြုတဲ့ထဲမှာမပါဘူးတရားမဝင်ဓမ္မဂတိကဟုတ်ကလားရတဲ့ကိစ္စမရှိဘူးမသူတော်ကတရားဝင်ခွင့်ပြုရင်ငါလည်းမသူတော်တဲ့ပါသွားမှာသူတို့နဲ့တရားမဝင်လေငါဟာအခုချိန်ဒီဂုံရှိနေလေပဲဘောပါလားဦးဇင်းပြောတာသဘောပေါက်လားကျုပ်ဘုရားကျုပ်ကသိကျင်တတ်တာမသူတော်တွေနဲ့အတူတူမဖြစ်ရတာကိုကကျင်တတ်နေတာဂုံယူနေတာအဲ့တော့အလုံးပန့်ထပညာဆိုတာတိကိုဘဝကိုတိဆောက်ဖို့အဲ့တော့သားသမီးတွေကိုပညာသင်ပေးတယ်ဆိုတာသူတို့ဘဝကိုသူတို့ယက်တည်နိုင်အောင်လို့မိကောင်းဖခင်ဆိုတာသားသမီးကိုသူ့ခြေထောက်ပေါ်သူရက်အောင်ထိန်းချောင်းပေးနိုင်မှမိဘကောင်းအလုံးစုံကိုယ့်ပေါ်မိနေရင်အဲ့မိဘသည်သားသမီးကိုတတ်ပလိုက်တာနဲ့တူတူပဲရှင်းလားဆရာကောင်းဆရာသည်မိမိထက်ထူးချွန်သောထက်မြက်သောလောကကိုအကျိုးပြုနိုင်သောသူ့ဘဝကိုတိဆောက်ထိန်းတောင်းနိုင်သောတပည့်ကောင်းကိုမွေးနိုင်မှဆရာကောင်းလို့ခေါ်တယ်ဆရာလောက်မတတ်တဲ့တပည့်တွေကြီးမွေးထုတ်ပြီးဆရာသားခြံရင်နဲ့ပညာပဲရောက်သွားမှမသိတော့